အားလုံးပဲမင်္ဂလာပါကျွန်တော်ရေးမှာပါရေးမှာတော့ဘာလို့မလဲဆိုတော့ကျွန်တော်ဒုံးစွမ်းအခန်းလေးပေါ့နော်အဲ့ဒါကိုတိုင်းပဲဟိုဗလေဝင်ပြမှာပေါ့ဝင်ပြမယ်ဆိုရင်ဒါကြောင့်အနေနဲ့ level လည်းမပြည့်သေးဘူးဒါမို့ဗလေfruit မပေးချင်ဘူးဆိုရင်ဒီနီလန်းလေးကိုလိုက်စမ်းလို့ရပါတယ်ဒုံးစွမ်းအခန်းလေးဝင်ပြီးပေါ့နော်ကျွန်တော်ပြတိုင်းလည်းပဲတက်လိုက်တော့တော်ရဗျာမဒုံးမကြီး observation ဟာကြီးရှိလို့ရှိရင် brother တို့မဒုံးစွမ်းနေပြီးတော့ body ကိုပြလိုက်မယ်ပေါ့နော် brother တို့ plus တက်တော့ရှိဖို့လိုတယ် brother တို့ plus တက်နောက်နေ come okay အဲ့ဒါဒီမှာပေါ့နော်ရှေ့တက်မှာမြင်ရဒုံးစွမ်းခန်းနေပဲပြပါတယ်အဲ့ထဲကိုဘယ်လိုဝင်ရမလဲကျွန်တော်ပြောပြပါမယ်နားလေးပေါ့နော်flash တက်တော့ observation ဟာကြီးလို့ရှိဖို့လိုပါတယ် brother တွေတော့ဒီဘက်ကိုနိုင်ဒီနဲ့တော့ပေါ့ပမ်ရောရကန်နီး brother ခိုင်ရောပမ်ခိုင်ရနေပြီဗလေရောမ brother ဒီတိုင်းပမ်my god ရော brother ရပြီ brother ဒါတည့်ရဲ့တိုင်းပဲကျွန်တော်ရတော့ပြီဘာလုပ်ရမလဲဆိုဒီနားလေးပေါ့နော်အနားလေးမှာဖြောင်းလေးအဖြောင်းဘေးနားလေးကိုဖမ်းလို့ပြီးလှုပ်လိုက်အော်ဒုံးစွမ်းအခန်းထဲကိုရောက်ရှိလာပါပြီမှာပေါ့နော်ဒုံးစွမ်းအခန်းထဲရောက်ရှိလာဒီကျွန်တော်ပြန်ထွက်ချင်တော့ဒီအပေါက်ကနေပြန်ထွက်လိုက်ရလားမသိကျွန်တော်ကတော့လုပ်ပြီးတော့ရကဲနေဗီလိုလေးကတော့ဒီလောက်ပါပဲနော်ဗီလိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like share subscribe လေးဖြင့်ကူညီခဲ့လို့ရပါတယ်အားလုံးပဲ bye bye